အားလုံးပဲမင်္ဂလာပါရှင်ကဲဒီနေ့မှာတော့နိုင်နဲ့တူတူပါလီသွားလိုက်ကြရအောင်နောက်တာပါနော်ပါလီမဟုတ်ပါဘူးပြည်내နီးနားမှာရှိတဲ့ကမ်ပုံအကုံဆိုတဲ့ပန်းချံကြီးတွေကိုသွားလိမ့်မယ်ပေါ့နော်ဝင်ကြီးကတော့သူက5 or 10 ringgit လောက်တူပေးရတယ်စပိန်တို့ဒီလိုမျိုးပေါ့နော်တွန်းလဲစိုက်ကားတို့လည်းငါးစီးလို့ရတယ်နိုင်ကဒူအရက်နာနေဖြစ်တဲ့အတွက်ကြောင့်မလို့ boyfriend သူနင်းမယ်ဆိုပြီးတော့မှနိုင်ကိုစိုက်ကားပေါ်မှာတတ်ထိုင်ခိုင်းတယ်ပေါ့နော်သူအထဲမှာ light ပန်လေးရှိရပေါ့နော်ဒီဟာကတော့ဝင်ပေါက်ကပုံလေးကိုနိုင်ရိုက်ခဲ့တာပေါ့နော်ဒီဟာကြီးကလေလေကွင်းလိုပုံစံမျိုးကြီးပေါ့နော်အကျယ်ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဓာတ်ပုံရိုက်ဆရာနေရာတွေကလည်းသူတို့အများကြီးလှုပ်ထားပြီးတယ်ပေါ့နော်ပြီးရင်သူကမြင်းလဲစီးလို့ရသေးရဲ့ပြီးတရိတ်ဆိုင်ရုံအသေးစားလေးရှိရဲ့ကဲဒါကတော့စိတ်နဲ့ကြက်နဲ့ပေါ့နော်တငယ်ချင်းဖြစ်နေတာကိုမြင်ရမှာပဲဖြစ်ပါတယ်ရှင့်တို့ရဲ့ချစ်သူလေးကတော့ကဲချွေးတွေတတိတိကြလာပြီပေါ့နော်ဒါကတော့တို့နှစ်ယောက်ခဏလောက်ရိုလိုက်ပါအောင်မယ်ကဲကျမရဲ့ group ကလေးရောက်လာပါပြီရှင်သူကလေဝင်ပေါက်ကနေဒီဘက်ကိုလာတာလေအဝေးမှအဝေးပဲပေါ့နော်အဲ့ဒါကြောင့်မို့လို့ထီးလေးတော့ယူသွားပါနေပူတာကိုကြောက်တယ်ဆိုလို့ရှင်ပေါ့နော်ပြီးရင်ဒါကတော့သူကဝင်ပေါက်နာကဖေးပေါ့နော်အဲ့ဒီကဖေးမှာလည်းသွားပြီးတော့အနားယူလို့ရတယ်ပြီးရင်တို့မှာလည်း home stay ရှိတဲ့အတွက်ကြောင့်မလို့အမှနေခြင်းတဲ့သူတွေလည်း home stay မှာအနားယူလို့ရတယ်ပေါ့နော်တခုသတိထားမှာအဲ့ဒီတော့ကမွေဖြတ်သွားတာကိုတွေ့ခဲ့တဲ့အတွက်ကြောင့်မွေလည်းသတိထားကြပါနော်အဲ့တော့အားလုံးပဲသွားလဲကြည့်ကြ